အားလုံးပဲမော်နီပါအခုကားနဲ့ပိုင်တပီCloud Forest ကိုသွားဖို့အတွက်ရောက်နေပါတယ်အာဒီကတ်တိုဆိုင်အာဒီကတ်တိုအားလုံးပဲမော်နီပါကျွန်တော်တို့အခု Buddha Tooth Relic Temple ပေါ့နော် China Town ပေါ့နော် China Town ကိုကျွန်တော်တို့သွားနေပါတယ်ဒီဟာတော့ဒုတိယနေ့ပါကျွန်တော်တို့အခုtemple မသွားခင်ပေါ့နော်ကျွန်တော်တို့ကမနက်စာပုဂ္ဂိုလ်မှာစားနေပါတယ်တော့ခေါင်းဆောင်မှာလာပါတယ်ကျွန်တော်ကတော့toast နဲ့ကျုပ်နဲ့ coffee နဲ့ပေါ့နော်ကျွန်တော်တို့ဒီနေ့ plan ထားတာကြတော့အခု China Town ပေါ့နော်Buddhist Tooth Relic Temple ပေါ့နော်အဲ့ဒါသွားမယ်နောက်ပြီးညနေကြလို့ရှိရင်ကျွန်တော်တို့Garden by the Bay ပေါ့နော် Garden by the Bay ကိုသွားဖို့စီစဉ်ထားတယ်ပေါ့နော်ကျွန်တော်ပြောတဲ့ Buddha Tooth Relic Temple ပေါ့နော်ဖြစ်ပါဒါတော့ညနေတစ်ဖြတ်ပေါ့နော်အိမ်မှာကျွန်တော်ထမင်းဝင်စားပြီးတော့ကျွန်တော်အခု Garden by the Bay Cloud Forest ကိုသွားဖို့အတွက်ရောက်နေပါတယ်အဲ့တော့လက်မှတ်တွေကအခုမှဝင်မှာပေါ့နော်အခုမှဝင်မယ်အခုရောက်တော့မှဝင်မယ်အဲ့တော့ဆက်လက်ကြည့်ရှုပေးပါအောင်ကျွန်တော်အခုလက်မှတ်ဝယ်ဖို့တန်းစီနေပါတယ် I just want to inquire the price of the Cloud Forest. I am the international student. Are you studying in Singapore? Yeah, yes, right. But my friend is visitor. So then for him it will be full price. For you it will be local resident rates. ကျွန်တော်ရလာပါပြီကျွန်တော်က international student မို့လို့ကျွန်တော်က12ချက်ပေါ့နော်သူကတော့24ချက်ပေးရပါတယ်အဲ့တော့ကျွန်တော်တို့အခု coffee တောက်ခဏနားပါမယ်နားပြီးပါလို့ရှိရင်ခီးဆက်ပါမယ် Cloud Forest တွေဝင်ပါမယ်ဒီကမင်းကြီးတွေပေါ်တယ်
မေးရင်တော့ပုတ်ကုန်ကဟုတ်ပါအဲ့တော့လားနောက်တော့လား တို့စပြီးတော့ Cloud Forest လေတော့ပါမယ် Mission time ကျွန်တော်တို့ဒီ6နိုင်ပေါ့နော်18နိုင်6နိုင်ပြအောင်လာတာပါသူကပေါ့နော်ဒီအပေါ်လေးပါအကုန်လုံးတက်လို့ရတယ်ပေါ့နော်အပေါ်ကနေလည်းဓာတ်ပုံတွေမှာရိုက်လို့ရပါတယ်โอ้ တို့ဒီကနေမရီနာဘစ်ဆန်ကိုမြင်နေရပါတယ် Hey, please move forward. Thank you. How gorgeous it is အဲ့တော့ miss စပြီးတော့ဟောဖြစ်ပါပြီโอ้ Hả? Nhau đi. Loss of 47% water tundra, 23% cool conifer forest, 21% scrubland. All coral reefs unreached.
ဒီကတော့ Cloud Forest ပါဒီအခုကျွန်တော်တို့ပြန်ပြီးတော့ Cloud Forest ကနေထွက်နေပါပြီအာဒီကတ်တိုဆိုင်အာဒီကတ်တိုညလက်တစ်ဖက်ကမင်းတို့တော်တော်လေးနေရဲ့မင်းညောင်းလာပဲဆိုအားသိပါတော့ဘောကိုသွားတော့ ညောင်းပါဘူး မင်းညောင်းလာလက်တွေပုံမှန်ဆိုလေ